လောကမှာအားအကောင်းဆုံးအရာတစ်ခုရှိတယ်ဆိုတာကိုသင်သိပါသလားဒီလောကကြီးမှာအစိတ်အပြင်းဆုံးနဲ့အားအကောင်းဆုံးလက်နက်ကတော့သင်ရဲ့စိတ်ပါပဲလူတစ်ယောက်ဟာသူ့စိတ်ကခွင့်မပြုသေးရင်ဘယ်တော့မှမရှုံးနိုင်ပါဘူးအခြေအနေတွေကတင့်ကိုဒူးထောက်ခိုင်းနေလိမ့်မယ်ပတ်ဝန်းကျင်ကတင့်ကိုမဖြစ်နိုင်ဘူးလို့ပြောနေလိမ့်မယ်ဒါပေမဲ့တင့်ရဲ့စိတ်ထဲမှာသာငါလုံနိုင်တယ်လို့တခုံးပဲអော်လိုက်စမ်းပါအဲ့ဒီအချိန်မှာတင်ဟာကဘာပေါ်မှာအင်အားအကြီးဆုံးသူဖြစ်သွားပြီခန္ဓာကိုယ်ကပင်ပန်းနေမယ်စိတ်ကခိုင်မာနေရဆိုရင်တင်မရောက်နိုင်တဲ့ပန်းနိုင်ဆိုတာမရှိပါဘူးစိတ်ဆိုတာပုံသွင်းလို့ရတဲ့ရှုံးစည်းတစ်ခုလိုပဲတင်ကရှုံးနေသူလို့ပုံသွင်းရင်တေချာပေါက်ရှုံးနေတဲ့သူပဲဖြစ်မှာတင်ကကိုအောင်နိုင်သူလို့ခံယူထားရင်အခက်အခဲတွေကတင်းတဲ့လေကားတက်တီဖြစ်သွားမှာပါစိတ်တက်မကြပါနဲ့တင်မှာရှိတဲ့အကြီးဆုံးစွမ်းအားကတင်ရဲ့ရှင်ဘက်ထက်ကစိတ်ဆန္ဒပဲအခုပဲအတုံးချလိုက်ပါဒီနေ့ကစပြီးကိုပြောလိုက်ငါမှအစွမ်းနေရှိရင်ငါဖြစ်အောင်လုပ်မယ်တင့်ကိုတင်ယုံကြည်လိုက်စမ်းပါ fighting စိတ်တက်ခွန်အားများမျှဝေပေးနေမယ်ဒီကောင်လေးကို line follow လုပ်ဖို့လည်းဖိတ်ခေါ်တယ်နော်